Bismillahirrahmanirrahim. Dini timpya magaro Makashimi Roma Hazrat Abu Bakr Siddiq radiyallahu ta'ala ange eindo achong phit Janaro Kaaba chong do ma Janaro tware kha jain gate number 84 gate number 84ရဲ့အရှိတက်တဲ့မှာအဲ့ဒီမှာကျွန်တော်တို့အဆောက်အဦကြီးနှစ်ခုတွေ့ဒီဘက်မှာကတော့ clock tower နိုင်ရင်ဟိုတယ်ရှိမယ်ဟိုဘက်မှာKFC ကြက်ကြော်ဆိုင်ရှိအဲ့ဒီနှစ်ခုကြားထဲမှာဆက်လီကားလေးတစ်ခုတွေ့အဲ့ဒီဆက်လီကားလေးကိုအပေါ်တက်သွားလိုက်ရင်အဲ့ဒီမှာပလီတစ်လုံးစောက်ထားတာကိုတွေ့မယ်အဲ့ဒီပလီကိုမစဂျစ်ဒီအဘူဘကာလို့ခေါ်အမှန်တကယ်တော့ Hazrat Abu Bakr Siddiq radiyallahu ta'ala ကအိမ်ကအဲ့ဒီအောက်မြေကြီးမှာပေါ့ဟိုချိန်ကတော့မြေကြီးမှာအိမ်ဖြစ်တယ်အခုအဲ့ဒီနေရာမှာဟိုတယ်တွေစောက်လိုက်တဲ့ခါကျတော့အဲ့ဒီအပေါ်တက်မှာကျွန်တော်ထင်တယ်လေးလွာဖြစ်မယ်လေးလွာမှာနေရာတစ်ခုပေးပြီးတော့မှအဲ့ဒါကိုမစဂျစ်ဒီအဘူဘကာဆိုပြီးနာမည်နဲ့အဲ့ဒီမှာထားရတယ်ဟာဂျီတွေသွားတဲ့ခါကျရင်ဥမရာလုပ်တဲ့လူတွေသွားရင်အဲ့ဒီမှာသွားပြီးတော့အဲ့ဒီပလီမှာလည်းနမတ်စုပြုကြတယ်အဲ့တော့အဲ့ဒီကိုရောက်တဲ့ခါကျရင်အဲ့ဒီပလီလေးမှာလည်းသွားပြီးတော့နမတ်စုပြုတင်တယ်ဒါက Hazrat Abu Bakr Siddiq radiyallahu ta'ala ရဲ့အိမ်အမတ်သားအနေနဲ့ပလီဆောက်လုပ်ထားခြင်းဖြစ်